ပါပါလေအနှုတ်လက္ခဏာလေးပါတယ်ဟုတ်အပေါင်းလေးကိုနှိပ်ကြည့်ပြီအဲ့တော့နောက်တစ်ဘယ်လောက်ပြတ်သွားလဲ120ဟုတ်ပြီစာလုံးလေးကိုကြည့်တာတော့နောက်တစ်ချိန်အပေါင်းလေးကိုထပ်နှိပ်လိုက် size ကိုသွားချဲ့ပြီးသွားတာဟုတ်ပြီနော်အဲ့တော့တဲ့ကွာ Microsoft ကိုဖွင့်ပြီးအလုံးလုံးလို့တစ်ခါတလေကျရင်ကိုအာရုံစားရတာဒါများတယ် screen size ကိုကြီးချင်တယ်ဆိုလို့ရှိရင်ဒီအပေါင်းလက္ခဏာလေးမှာလာပြီးနှိပ်လိုက်လို့ရတယ်ကိုလိုရှင်တော့ချဲ့သွားလို့ရတယ်ဟုတ်ပြီပြင်အဲ့ line ရဲ့ဒီဘက်မှာပါတယ်နှုတ်လက္ခဏာလေးအဲ့နှုတ်လက္ခဏာလေးကကြတော့ကျွန်တော် screen size ကိုပြန်ပြီးတော့မှကြုံပြီးမှဒီလေးသိကြည့်ပါအောင်ရလားအဲ့တော့အဲ့ဟာလေးကကျတော့ဒီဘိုင်းကိုသုံးလိုက်တာဟုတ်ပြီနော်အဲ့တော့ဒီဘိုင်းလေးကကျတော့သွားပါလဲဆိုတော့ကျတော့ကိုယ့်ရဲ့ page ထဲမှာရှိတဲ့ data တွေကို zoom in zoom out screen size ကိုချဲ့ကြည့်လို့ရတယ် screen size ကိုခြုံကြည့်လို့ရတယ်သူ့မှာပါပြီးသားလဲဆိုတော့ဒီမှာပါတယ် plus sign လေးရဲ့ minus sign လေးတခုစီကိုနှိပ်ပြီးတော့မှပြင်သွားရုံပဲဟုတ်ပြီနော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်အလဲမှာကြည့်လိုက်အဖြူအောင်တုံးလေးတွေ့လား mouse လေးကိုတင်မယ်ပြီးတော့မှဆွဲကြည့်ဒီဘက်ဒီဘက်ကို plus ဘက်ကိုဆွဲရင်ဆောင်ရွက်ကြည့်သွားမယ် minus ဘက်ကိုဆွဲရင်ဆောင်ရွက်သေးသွားမယ်ရလားဟုတ်ပြီနော်အဲ့တော့သူကတခုချင်းစီကို plus minus နဲ့သွားရင်လည်းရသလိုသူ့လယ်မှာပါတဲ့တုံးလေးကနေပြီးတော့မှကိုလိုသလိုရွှေ့သွားရင်ရတယ်တဲ့ဟုတ်ပြီနော်အဲ့တော့ဒါလေးကကျွန်တော်ဗာလဲဆိုတော့ကိုအသုံးပြုနေတဲ့ကိုလုံးနေတဲ့ကိုရဲ့ page ကိုထည့်ကြည့်တာထုံကြည့်တဲ့နေရာမှာသုံးနေဟုတ်ပြီပြီးရင်နောက်တစ်ခုကျတော့သူ့ရဲ့ banner လေးမှာ icon လေး၃ခုရှိတယ်ဟုတ်လားပထမဆုံးတစ်ခုပေါ် mouse လေးတင်ကြည့်ပါအောင်ဗါလဲလေ read mode click ဆက်နေကြည့်လိုက်ဟုတ်ပြီနော် remote လေးမှာ click ဆက်နေကြည့်လိုက် okay သွားကြတော့ဗာလဲဆိုတော့ read mode လို့ပြောတာဖြစ်တဲ့အတွက်စာဖတ်လို့ရတဲ့ view ကိုပြောင်းသွားပေးတာအဲ့တော့ပုံမှာခြေလို့ရှိနေတဲ့ home menu တွေ insert menu တွေဘာမှမရှိတော့ဘူးစာပဲအရှင်းဖတ်ဒီကနေဟုတ်ပြီနော်အဲ့တော့ဒီကနေပြန်ပြီးထွက်မယ်ဆိုလို့ရှိရင်သူရဲ့ဘေးနောက်တစ်ခုလေးပေါ် mouse တင်ကြည့်ပါအောင်ဗာလဲလေ print layout click ဆက်နေကြည့်မယ်ကျတော့ normal ပုံစံအလုံးလုံးနေတဲ့ပုံစံဟုတ်ပြီနော်စာရွက်တွေရဲ့ပုံစံပဲစာရွက်ထုတ်လိုက်လို့ရှိရင်လည်းဒီပုံစံလေးပဲဘေးဖက်မှာအပေါ်ဖက်မှာနေရာအလုပ်လေးလေးပါမယ်ဒီ view လေးကိုသွားတာဟုတ်ပြီပြီးနောက်တစ်ခုဗါလဲလေ web layout click နေကြည့်ပါအောင်ဟုတ်ပြီ web layout ဆိုတာလေးကကျတော့ဗါလဲဆိုတော့ internet ပေါ်မှာသုံးတဲ့ page တစ်ခုပုံစံဟုတ်ပြီနော် internet ပေါ်မှာရှိတဲ့ page တစ်ခုပုံစံဖြစ်တဲ့အတွက်သူ့မှာ margin တွေဘာမှမရှိဘူး margin ဆိုတာဘေးမှာနေရာလွတ်တွေပါနေပြောတာဘာမှမရှိဘူး page တစ်ခုစာရှိမယ်အဲ့စာအဲ့ page နဲ့သူအပြည့်ပြပေးမှာပဲရလားအဲ့တော့ကျွန်တော်ပုံမှန်သုံးနေရတဲ့ကပါလေ print layout ရေးလိုက်မယ်Okay အဲ့တော့အဲ့ဟာလေးကကြတော့ကျွန်တော်ဗာလဲဆိုတော့ Microsoft Word မှာအသုံးပြုလို့ရတဲ့ view တွေတဲ့အဲ့တော့ဒီ view တွေလို့ပြောတဲ့အခါမှာဘယ်ဟာကိုပဲ standard ထားပြီးသုံးရမယ်ဆိုတာမရှိဘူးကိုလုံးလုံးဘယ်ဟာပေါ်မှာမူတည်ပြီးတော့မှဒီမှာသူပြောတာလေ useful for various tasks ကိုလုံးလုံးပဲလုပ်ငန်းစဉ်ပေါ်မှာမူတည်ပြီးတော့မှကိုလိုတဲ့ view ကိုပြောင်းထားကိုပုံမှန်အတိုင်းပဲလုံးမယ်ဆိုရင်ဗာလေ print layout နဲ့ပဲသွားမယ်စာအုပ်ပဲအရှင်းဖတ်ချင်တယ်ဆိုလို့ရှိရင်တော့စောစောရကျွန်တော်ကြည့်လိုက်တဲ့ web ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ဘာကိုသုံးလို့ရလဲထိစုံတစ်ခု remote ဒါလေးကိုသုံးလိုက်လို့ရတယ်အဲ့ဆိုတော့ remote ကိုသုံးလိုက်တယ်ဆိုရင်စာပဲအရှင်းကိုရေးထားတဲ့စာပဲရှင်း menu တွေဘာမှမမြင်ရတော့ဘူးပေါ့ဟုတ်ပြီနော်အဲ့တော့ကိုလုံးမယ်ပုံမှန်တိုင်းဆိုတော့ရှင်တို့ပါလေ print layout ကကျွန်တော်ပုံမှန်သုံးနေရတဲ့ view ကိုသူလုပ်ပေးတာဒါမလားဒီလေးဟုတ်ပြီဒါပြီးသွားလို့ရှိရင်ကြာရှိကိုလည်းပြန်သွားမယ်ခင်ဗျ save ကိုပြောခဲ့မှာဆိုတော့ဟုတ်ပြီ page number 7ကိုပြန်သွားပေးပါအောင်page number 7အဲ့တော့ page number 7မှာပါတာလေးတည်းကျတော့ဒီကပါလဲဆိုတော့ save ကကြတော့ကိုလုံးလုံးထားတဲ့ကိုယ့်ရဲ့ file တွေကိုတင်တဲ့ပုံစံပေါ့နော်ဟုတ်ပြီတင်တဲ့ပုံစံလို့ပြောတဲ့အခါမှာစောစောတော့ကျွန်တော်ဘာလုပ်တာလဲ data ဒီထဲမှာကိုယ့်ရဲ့နာမည်နဲ့ folder လေးတစ်ခုယူပြီးသွားပြီဟုတ်ပြီနော် computer မှာကိုလုံးလိုက်တဲ့ဟာကိုဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်ဖတ်မှာလဲဆိုတော့ file computer မှာကိုလုံးတာလေးတွေကိုဘာလို့ခေါ်မလဲဆိုတော့
file အဲ့ file ကိုသွားပြီးတော့မှတင်ဖို့အတွက်ဆိုလို့ရှိရင်ကျတို့စောစောတော့ယူထားခဲ့တယ်ဘယ်ထဲမှာသွားတင်မလဲဆိုတော့ folder ထဲမှာသွားပြီးတော့တင်မယ်တင်မယ်ဆိုတဲ့စကားလုံးလေးကကွန်ပျူတာမှာကျတော့ကျတော့ဘာကိုသုံးလဲဆိုရင် save လို့သုံးတယ်အဲ့တော့ save ကကျတော့အဓိကဘာလဲဆိုတော့ကိုလုံးလောက်ထားတဲ့ file တွေကိုကိုယ့်ရဲ့ကွန်ပျူတာထဲမှာကိုယ့်ရဲ့ folder ထဲမှာသွားပြီးတော့တင်တော့မှာဟုတ်ပြီနော်အဲ့တော့ခုဒီမှာကျတို့နာမည်လေးရိုက်ထားကိုယ့်ရဲ့နာမည်လေးရိုက်ထားတာရှိတယ်ကျတို့စာကြောင်းမျိုးမှာပါတာလေးကြည့်မယ်နော်ပထမဆုံးစာကြောင်းမှာကျတို့ပါလေကိုယ့်ရဲ့နာမည်လေးဒုတိယစာကြောင်းမှာကျတော့မန္တလေးလို့ရိုက်ထားတာရှိတယ်ဟုတ်ပြီနော်အဲ့တော့ page ကိုကျတင်တော့မယ်ကျတို့ဒီမှာရင်ကြည့်ပေးပါအောင်တော့ဘာလုပ်လဲဆိုတော့ file ထဲကနေ save တယ် file ထဲကနေ save လို့ပြောပြီးတော့နောက်တစ်ဆင့်ကဘာလုပ်ရလဲဆိုတော့ select the correct path correct path ဆိုတာလည်းဘာလဲဆိုတော့ကိုသိမ်းရမယ့်နေရာကိုသိမ်းရမယ့်နေရာဆိုစောစောတော့ကိုယ့်ရဲ့ folder ရှိတဲ့နေရာပေါ့ကိုယ့်ရဲ့ folder ဘက်မှာထားခဲ့လဲဆိုတော့ကျတော့ဒီထဲမှာကိုယ့်ရဲ့နာမည်လေးထားခဲ့တာဟုတ်ပြီနော်အဲ့နေရာလေးအထိကိုကျတော့ရအောင်သွားပြီးရမယ် okay အဲ့တော့ကျွန်တော်တို့ကြည့်အောင်တူတူ file menu လေးကို click နှိပ်ပြီး file menu လေးကို click နှိပ်ပြီး okay အဲ့ဒီမှာကျတော့ save ကိုရွေးမယ် save save ဟုတ်ပြီအဲ့တော့တော်ဒီဘက်မှာကြည့်အောင် save as ဘယ်နေရာမှာတင်မှာလဲပေါ့တင်ရမယ့်နေရာကိုရွေးဖို့အတွက်ကအောက်ဆုံးမှာကျတော့ browse browse ဆိုတာလေးရှိတယ်အချက်နဲ့ကြည့်မယ် browse ဟုတ်ပြီ dialog box တွေတခုကြားလာလိမ့်မယ်အဲ့ကြားလာတဲ့ dialog box တွေမှာကိုကတင်ရမယ့်နေရာလေးကိုလိုက်ရှာပေးရမယ်အဲ့တော့ကျွန်တော်တင်ရမယ့်နေရာဆိုတော့ပါလို့ data D လို့ပြောခဲ့တာလေဟုတ်ပြီနော်အဲ့တော့ data D လေးကိုလိုက်ရှာမယ် discover လေးကိုတောင်းဟုတ်ပြီနော် data D ကိုတင်ရမယ့်အပိုင်းလေးဟုတ်ပြီနော်တွေ့ပြီလားတွေ့ပြီဆိုရင်ဒီလေးကိုတစ်ချက်နှိပ်လိုက် okay ဒီလေးကိုတစ်ချက်နှိပ်လိုက်တော့အပေါ်မှာကြည့်လိုက်ပတ်လည်ကြောင်းလေး this pc data d ဟုတ်ပြီနော်အဲ့တော့ကိုသိမ်းမှာအဲ့နေရာဟုတ်ပြီလားမဟုတ်သေးဘူးအဲ့အချိန်မှာရှိတဲ့ဘာကိုလိုက်ချရအောင်ပါလဲကိုရဲ့နာမည်ကိုလိုက်ချရအောင်ပါဟုတ်ပြီအဲ့တော့ကိုရဲ့နာမည်ကိုလိုက်ချမယ်ဒီဘက်မှာ school bar လေးရှိတယ် school bar လေးကနေရွှေ့ပြီးလိုက်ချလားရလားနာမည်လေးတွေ့လားโอเคနာမည်လေးတွေ့ပြီဆိုရင်အဲ့ပေါ်မှာ double click နှိပ်ပြီ click နဲ့ချက်ဆက်တိုင်းနှိပ်လိုက်โอเคအပေါ်ပတ်လည်ကြောင်းမှာပြင်ကြည့် this pc data d ကိုရဲ့နာမည်ဟုတ်လားအရေးကြီးတယ်နော်ဒီအဆင့်တွေကလေဒါခါတလေကကျေတော့ data d ကြည့်ပဲသွားပြီးတော့ကိုယ့်နာမည်တွေ့တာနဲ့တင်လိုက်မိတာမျိုးတွေရှိတယ်ဒါဆိုရင်အဲ့မှာကိုယ့်ရဲ့နာမည်တွေကိုရောက်မှာမဟုတ်ဘူးအဲ့တော့ကြတော့တင်ရမယ့်နေရာ this pc ဟုတ်ပြီ data d ပြီးကိုယ့်ရဲ့နာမည်ဒီထိရောက်ပြီလားရောက်ပြီဆိုတော့မှအောက်မှာလေးမှာကြည့် file name ဆိုတဲ့အကွက်လေးရှိလိုက်မယ် file name ဆိုတဲ့အကွက်လေးရလားဘာမှရှိစရာမလိုတော့ဘူးနော် file name file name ပတ်ဝန်းနေတယ်မလို့နာမည်ကိုနာမည်နဲ့တော်တာတော့နော်ကွန်ပျူတာကိုနာမည်ကိုသိနေရတာနော်အဲ့တော့အဲ့ဟာလေးကဘာလို့လဲဆိုတော့တဲ့ Microsoft မှာတဲ့ file တစ်ခုကိုသိမ်းပြီလို့ပြောတဲ့အခါမှာသူကဘာကိုယူသွားပြီးလဲဆိုတော့ပထမဆုံးစာကြောင်းမှာရှိတဲ့စာကိုယူသွားပြီးရဟုတ်ပြီနော်အဲ့တော့ကျွန်တော်ပထမဆုံးစာကြောင်းမှာပါလေကိုယ့်ရဲ့နာမည်လေးရိုက်ခဲ့တာဟုတ်အဲ့တော့ဆက်တော့ကိုယ့်ရဲ့နာမည်လေးကိုယူသွားပေးရအဲ့တော့ဒါဆိုရင်ကိုယ့်ရဲ့နာမည်နဲ့ပဲကွာသိမ်းမယ်ဆိုလို့ရှိရင်ဒီနေရာမှာကျန်ဘာလို့ယူမယ်လဲဆိုတော့ save ကို click နှိပ်လိုက်ရုံပဲဘာမှမပြောင်းသေးဘူးဒီတိုင်းပဲသိမ်းလိုက်မယ် save ကိုနှိပ်လိုက်တော့ဟုတ်ပြီ quick access toolbar မှာကြည့်မယ်ဘာထူးခြားလဲနာမည်နာမည်တော့ကြည့်ပါဟုတ်လားကွန်ပျူတာအရင်ကိုယ့်ရဲ့နာမည်ကိုလည်းသိသွားပြီတိုက်တယ်ဘာပေါ့မှာလဲ quick access toolbar မှာလည်းကြည့်လိုက်ပါဖြစ်သွားပြီကိုယ့်ရဲ့နာမည်ကြီးဝင်သွားတယ်အဲ့တော့တော့ဘာလဲဆိုတော့ကြတော့တဲ့ quick access toolbar မှာကျတော့ document တွေပုံမှန်ပဲစာရွက်ဒီ damage ယူလိုက်တယ်ဆိုရင် document ဆိုတဲ့နာမည်ကြီးနဲ့သူကြားနေတယ်ဒါပေမဲ့ file တစ်ခုခုကတင်လိုက်ပြီဆိုတာနဲ့ကိုတင်လိုက်တဲ့နာမည်လေးကိုအဲ့နေရာမှာပြသွားပေးတယ်တဲ့ရမလားအဲ့ဆိုကျတော့ဒါဘာလုပ်လိုက်ပြီလဲဆိုတော့ Microsoft Word ထဲမှာစာရွက်တစ်ရွက်ယူပြီးတော့မှစာရိုက်တယ်ရိုက်ထားတဲ့စာလေးကိုပါလဲ file တွေက save ပြီးသွားရင်ကိုသိမ်းရမယ့်နေရာဒီထဲမှာရှိတဲ့ကိုယ့်ရဲ့ကိုယ်တော်ကိုရွေးတယ်ရွေးပြီးတော့လို့ရှိရင်တော့ပုံမှန်ဆိုလို့ရှိရင်တော့ file နာမည်ချရမှာ
ဒါပေမဲ့ကျတော့ပထမဆုံးမှဝင်နေတဲ့ကိုယ့်ရဲ့နာမည်လေးနဲ့ပဲတင်ချင်တာဖြစ်တဲ့အတွက်ဘာမှမရိုက်တော့ဘဲနဲ့တင်လိုက်တာဟုတ်ပြီအဲ့တော့စာရွက်အသစ်တွေယူမယ် control နဲ့ and ဟုတ်ပြီ control လေးနဲ့ကြည့်ပေးပါအောင် control n control n control အဲ့ဒါကြီးနေတယ် okay ရလားဟုတ်ပြီအဲ့တော့ဒီတစ်ခါကျတော့ကျဲလေအားကြမကန်ကိုတင်တဲ့နာမည်ရအောင်လုပ်တော့မယ်ကွန်ပျူတာထဲနော်အဲ့တော့မလုပ်နဲ့ erosလေးရိုက်ကြည့်ပါအောင်အကြီးဟုတ်တယ်အကြီးနဲ့ shift လေးနဲ့ရိုက်သွားပြီကြည့်လေးရိုက်နေရဒီဗီဒီယိုဆက်ရိုက်ပါတယ်ဟုတ်ပြီနော်အဲ့တော့လက်ွက်လေးတွေတတိထားမယ်နော်ကျတော့လက်ညှိုးတစ်ချောင်းနဲ့ရိုက်တဲ့အကျင့်လေးတွေကိုလုံးဝဖြောင်းမယ်ရလားဟုတ်ပြီဒီကြောင်ဆင်းမယ်ဘာလုပ်မလဲ enter ကျတို့တင်တဲ့ဖုန်းနံပါတ်သိလားဟုတ်ပြီရောဖဲတင်တဲ့ဖုန်းနံပါတ်လေးอ่ะ09497330ပါဟုတ်ပြီအဲ့တော့နောက်ကြောင်မှာချက်ကိုရိုက်ပြီးမယ်ခဏလေးနေစောင်းတင်မှာလည်းမှတ်ထားကြအောင်နော်တခုခုတင်တဲ့ပြတ်ဖို့တွေပါလေတောင်းပေါ်ခဲ့တယ်ဆိုရင်တော့ချက်ကိုထုံးဆက်ပေးပါဒါပေမဲ့မပြတ်ပါဘူးနော်ဒီစံတော့ဖိမှာလည်းဟုတ်တယ်မှာနော်ချက်နာမည်ရောသိလားလူရဲလေတော်ရီတဲ့ဟုတ်တယ်နော်ခြေတက်မှာနော်တော်သေးတာဘောဒါလေးမမိနေလို့ဟုတ်ပြီအဲ့တော့ဒီဖိုင်ရုပ်လေးချက်ဘာလို့လဲဆိုတော့ရှယ်ကွန်ပျူတာထဲမှာသိမ်းမယ်စိတ်တော့တော့မယ်ဟုတ်ပြီနော်အဲ့တော့ချက်ကိုစောစောလုံးကစစ်လေးတိုင်းနဲ့ပြန်သွားမယ်ဖိုင်ရုပ်တစ်ချက်နဲ့ဖိုင်ရုပ်တစ်ချက်နဲ့ဟုတ်ပြီပေါရွေးမလဲစိတ်โอเคပြီးရောဟုတ်တယ် browse ကိုရွေးမယ် browse ကိုရွေးလိုက်လို့ရှိရင်တော့ dialog box လေးတက်လာမယ်။ဘာလို့လိုက်ချမလဲ။ဒီ data ကြီးဟုတ်တယ်။ဒီပြီးသွားရင်ကိုယ့်ရဲ့နာမည်လေးကိုလိုက်ချမယ်။နာမည်လေးပေါ်မှာ double click နှိပ်ဟုတ်ပြီ။ပြီးအပေါ်လမ်းကြောင်းပြန်စစ်။အပေါ်လမ်းကြောင်းမှာ double click နဲ့အပေါ်လမ်းကြောင်းမှာ this pc ဒီထဲကကိုယ့်ရဲ့နာမည်ဒီဟာလေးပေါ်နေပြီဆိုတော့မှတော့ကို save လုပ်ရမယ့်နေရာသိထားရဟုတ်ပြီနော်အဲ့တော့ကျတော့အောက်က file name မှာကြည့် file name မှာစကော့ထည့်ပြောခဲ့တဲ့လိုမျိုးပဲပထမဆုံးစာကြောင်းမှာ eros လို့ရိုက်ခဲ့တာဖြစ်တဲ့အတွက်တော့ eros လို့ပြပေးမယ်ရမလားနာမည်ဘာမှမပြောင်းတော့ဘူးဒီတိုင်းလေးပဲရှေ့ကို save လုပ်ပေးအဲ့တော့ပေါ့ quick access viewer လေးမှာကြည့်လိုက်ဟုတ်ပြီနော် file တစ်ခုကိုဘာမှမသိရသေးဘူးဆိုရင် document နဲ့ပြမယ်တစ်ခုခုနာမည်ပေးပြီးတင်လိုက်တယ်ဆိုရင်ကိုနာမည်ပေးလိုက်တယ်နာမည်လေးကိုအိမ်ညာမှာပြပေးမယ်ရမလားဒီကြည့်လေးဟုတ်ပြီနော်အဲ့တော့ဒီနေ့ရှယ်တင်လိုက်တာလေးက save လုပ်တာလေးထိအမှန် save လုပ်တာလေးမှလည်းရှယ်နှစ်ပိုင်းကျန်သေးတယ်တအားများသွားမှဆိုလို့မနေ့ပြင်ကြတော့မှလေ့ကျင့်ခံလုပ်နေတယ်မှာဒါကိုတစ်ခေါက်ပြန်ပြောပေးမယ်ဒါပြီနော်အဲ့တော့ပြန်ရမယ့်သူတွေကပြန်လို့ရပြီဆက်ပြီးတော့မှလေ့ကျင့်လို့ရတဲ့သူတွေကဆက်ပြီးလေ့ကျင့်ပါအဲ့တော့ခြေတို့မလုပ်လဲပြန်မယ်ဆိုလို့ရှိရင်လက်ရှိသုံးတဲ့ဟာတွေအကုန်လုံးလည်းပိတ်ခဲ့ကိုယ့်ရဲ့ကွန်ပျူတာလေးကိုလည်းပိတ်ခဲ့ပေး